ကိုတရားမိထားတယ်တတော့မှာအင်္ဂလိပ်စကားတွေကြည့်တယ်ဆိုရင်မြန်မာစာတန်းဘယ်လိုမျိုးထိုးရမှာလဲလို့မိထားတယ်ပေါ့နော်โอเคဟုတ်ပြီဒါဆိုမိတ်ဆွေတို့ရဲ့ပေါ့နော်တတော့ကောက်လေးတဲ့ရင်ဆုံးဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ဒီ chest button မှာပေါ့နော်ပေါ် chest button မှာပေါ့နော်ဒီမှာကိုပေါ့နော်ဇက်ကားတကူကိုကြည့်ကျင်တဲ့ဇက်ကားတကူရိုက်ရှာလိုက်ပါကျွန်တော်ကတော့နမူနာလေးရိုက်ထားတာဖြစ်တယ်ပေါ့နော်အင်္ဂလိပ်ဇက်ကားဆိုတာဒါလေးကျွန်တော်ထောက်လိုက်မယ်ထောက်ပြီးပြီပေါ့နော်ကိုကဘယ်ရောက်ကြည့်ကျင်တဲ့ဇက်ကားတကူနိုင်လိမ့်မယ်ကျွန်တော်နမူနာလေးဒါလေးပြပေးမယ်ဒါလေးကျွန်တော်နိုင်လိမ့်မယ်နိုင်ပြီးပြီဆိုရင်ပေါ့နော်သူတို့နည်းနည်းလေးကြော်လိုက်မယ်ပေါ့ကျွန်တော်ကြော်လိုက်မယ်တို့ဒီမှာပေါ့နော်စကားပြောနေတာအင်္ဂလိပ်လိုဖြစ်နေတယ်ပေါ့နော်အင်္ဂလိပ်လိုဖြစ်နေတယ်ဒီနေရာမှာကျွန်တော်တို့မြန်မာလိုဖြစ်အောင်ဘယ်လိုမျိုးလုပ်ရမလဲအင်္ဂလိပ်မြန်မာစာတန်းထိုးတဲ့နေရာဒီနေရာမှာထိုးရမှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာဘယ်လိုမျိုးလုပ်ရမှာလဲဆိုတော့ဒီ share လေးရင်ဆုံးနိုင်လိမ့်မယ် share လေးရင်ဆုံးနိုင်ပြီဆိုရင်ပေါ့နော်အောက်မှာဆွဲလိုက်လက်လေးနဲ့ဆွဲဒီမှာပေါ့နော်ဤပုံစံလေးအဲ့ဒါလေးတစ်ချက်နိုင်လိုက်ပါနိုင်ပြီဆိုရင်ဒီနေရာမှာပေါ့နော်ဒါ language ဆိုတဲ့နေရာမှာဒီမှာပေါ့နော်ဒါလေးတစ်ချက်နိုင်ပြီးဆိုရင်ကိုယ်ဘာသာစကားလိုက်ယူလိုက်ပါရင်ဆုံးကိုကမှ English ဖြစ်နေတယ်ဆိုရင်ပေါ့နော်မြန်မာဘာသာကိုယူလိုက်ပါပေါ့နော်ဒီအောက်မှာဒါမြန်မာဘာသာလေးရှိပါတယ်ဒီမှာအဲ့ဒီမြန်မာဘာသာလေးနိုင်ပြီဆိုရင်ဒီမှာပေါ်အတန်လေးပေါ့နော်ဒီတန်လေးကိုနိုင်လိုက်ပါတန်လေးနိုင်ပြီဆိုရင်ပေါ့နော်ရပြီပေါ့နော်ဒါဆိုဒီနေရာမှာသူတို့ပြောတဲ့အခါဆိုရင်ပေါ့နော်ဒါအကုန်လုံးပေါ့နော်မြန်မာစာကိုဒီမှာဖြစ်တယ်ပေါ့နော်မင်္ဂလာပါလေးလုံးကြည့်ပါဆင်ပြေကြပါစေ